ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာရှိတဲ့အောင်မြေသစ်ကိုပိုင်အထက်တန်းကျောင်းမှာအဆောင်နေ Grade 12ကျောင်းသူတဦးအဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျူးလွန်တဲ့တရားခံကိုဖမ်းဆီးလိုက်ပြီလို့ဇန်နဝါရီ21ရက်မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ကြေညာပါတယ်။နင်နာခဲ့တဲ့ကျောင်းသူကိုပြင်မပြေကနေ Grade 12ဖြည့်ဆို့နိုင်အောင်စီစဉ်ပေးထားတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့နင်နာသူကျောင်းသူရဲ့တငယ်ချင်းအဆိုအရနင်နာသူဟာစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့အတွက်လာမယ့်မတ်လမှာကျင်းပမယ့် Grade 12စာမေးပွဲကိုဝင်ရောက်ဖြည့်ဆို့ဖို့မသေးကြဘူးလို့လည်းသိရပါတယ်။လက်ရှိမှာပြစ်မှုကျူးလွန်သူကိုတောင်ကြီးအမှတ်1နယ်မြေရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားပြီးတော့ရာဇသက်ကြီးပုံမှာ386မရိမှုနဲ့နင်နာသူဘက်ကနေအမှုဖွင့်ထားပါတယ်။တောင်ကြီးမြို့တတော်ရက်ကွက်မှာရှိတဲ့အောင်မြေသစ်ကိုပိုင်အထက်တန်းကျောင်းမှာအဆောင်နေပြီးပညာသင်ကြားနေတဲ့ Grade 12ကျောင်းသူတဦးကိုကျောင်းပိုင်ရှင်ရဲ့တာဖြစ်သူလူငယ်ကအဓမ္မပြုကျင့်ခဲ့တာပါဖြစ်စဉ်အရဇန်နဝါရီလ15ရက်မွန်လွယ်12နာရီခွဲခန့်မှာတောင်ကြီးမြို့တတော်ရက်ကွက်အောင်မြေသစ်ကိုပိုင်အထက်တန်းကျောင်းမှာကျောင်းတက်နေတဲ့ Grade 12ကျောင်းသူကခေါင်းကိုက်လို့ဆိုပြီးဆရာမထံခွင့်တောင်းပြီးအဆောင်မှာပြန်လာနေစဉ်မှာမွန်လွယ်တနာရီခန့်မှာကျောင်းအုပ်ရဲ့သားစားနေသွေးဆိုသူရောက်ရှိလာပြီးကျောင်းသူကိုအလိုမတူပဲအဓမ္မပြုကျင့်ခဲ့တာပါအဲ့ဒီကျောင်းမှာတက်ရောက်နေသူတဦးကတော့ဆိုရှယ်မီဒီယာမှာအခုလိုပဲရေးသားထားပါတယ်ဖြစ်တာကလည်းသမီးတို့တငယ်ချင်းမှာဖြစ်ပုံက15ရက်နေ့မနက်ပိုင်းကျောင်းသွားကလေးကတငယ်ချင်းကနေမကောင်းပါဘူးမင်းညကသမီးတို့အကုန်မနက်3နာရီအထိစာလုပ်ထားလို့မနက်ကျောင်းသွားတော့ခေါင်းမူပြီးသူကနေလို့အဆင်မပြေဘူးနေ့လေထမင်းစားဆင်းရင်အဆောင်ဘက်ပြန်ပြီးနေတစ်ပိုင်းလောက်ပြန်အိမ်မရမယ်ဆိုပြီးသမီးတို့ကိုပြောတယ်ဖြစ်သွားတာကလည်းသူအဲ့ဒီလိုပြန်တဲ့အချိန်သူ့ကိုပတ်စံ320လဲတောင်းပါတယ်ပြီးတော့ဓာတ်ပုံတွေရောအတင်းရိုက်ပြီးတာမယာပြုတ်ကျင်တာပါတငယ်ချင်းကအစကတည်းကနေလဲမကောင်းတာမို့အခုလိုဖြစ်တဲ့အချိန်မှာဘလောက်ထိခံစားနေရမယ်ဆိုတာပြောတော့မပြတတ်တော့ဘူးညနေကြောင်စင်သမီးတို့ပြန်လာတဲ့အချိန်ခရင်အောင်လေးမှာအိမ်ပြန်ခြင်းနဲ့ကြောက်တယ်ဆိုပြီးတကိုယ်လုံးတုံပြီးအဲ့ဒီစကားတွေပဲအထက်ထက်ပြောပြီးငိုနေတာသမီးတို့ဆိုဘာမှမသိသေးတာတော့သူ့ရဲ့ပုံစံကိုမြင်ပြီးတနာလို့မျက်ရည်တွေပါကျတယ်ဆိုပြီး post တင်ထားပါတယ်တရားခံကိုဖန်ဆီးထားမှုအပြင်အောင်မြင့်တဲ့ကိုပါအထက်တန်းအကြောင်းကိုလည်းပုဂ္ဂလိကပညာရေးဥပဒေနည်းပညာဥပဒေတွေနဲ့အရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။အဲဒီကြောင့်မှပညာသင်ကြားနေသူကျောင်းသားကျောင်းသူ400လောက်ရှိပြီးပညာသင်ကြားနေတဲ့သူတွေစာမေးပွဲဖြေဆိုနိုင်ရေးအတွက်မြို့ကန်ကိုပိုင်းကျောင်းတွေကနေအခမဲ့ကူညီပေးမယ်ဆိုတဲ့ကြေညာချက်တွေလည်းတွေ့ရပါတယ်။ဒေါ်နယ်ထရန့်အစိုးရကနိုင်ငံပေါင်း85နိုင်ငံကနေ immigrant visa လို့ခေါ်တဲ့လူဝင်မှုဗီဇာထုတ်ပေးတဲ့လုပ်ငန်းစဉ်တွေကိုဒီကနေ့ဇန်နဝါရီ21ရက်ကစလို့အကန့်အသတ်မရှိရပ်ဆိုင်းလိုက်ပါပြီ။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကတော့လူမှုဖူလုံရေးနဲ့အစိုးရရဲ့အကျိုးခံစား권တွေကိုအသုံးချပြီးအမေရိကန်ပြည်သူတွေရဲ့ဒဏဥစ္စာတွေကိုနှုတ်ယူသုံးစွဲမဲ့သူတွေကြောင့်အလွဲသုံးစားဖြစ်နေတဲ့စနစ်ကိုထရန့်အစိုးရကအဆုံးသတ်ခြင်းတယ်လို့ထုတ်ပြန်ပါတယ်။ဒေါ်နယ်ထရန့်ဟာဒုတိယအကြိမ်သမ္မတထိုင်ကုန်ပေါ်ပြန်ရောက်လာပြီးနောက်ပိုင်းအမေရိကန်ကိုတရားမဝင်နည်းနဲ့ရောတရားဝင်နည်းနဲ့ရောဝင်ရောက်လာမှုတွေကိုကန့်သတ်ဖို့ကြိုးပမ်းလာပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကအခု85နိုင်ငံရဲ့တပ်ဆိုင်ရာကောင်စစ်ဝင်ရုံးတွေကိုလူဝင်မှုဗီဇာလျှောက်ထားမှုတွေကိုရပ်ဆိုင်းထားဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်။လူဝင်မှုမဟုတ်တဲ့ဗီဇာတွေဖြစ်တဲ့ယာယီအလဲအပတ်ဗီဇာတိုးရဲဗီဇာနဲ့စီးပွားရေးဗီဇာတွေတော့တက်ရောက်မှုမရှိဘူးလို့ဆိုပါတယ်။အကျုံးဝင်တဲ့85နိုင်ငံထဲမှာဘင်္ဂလားဒေ့ရှ်၊ဘယ်လာရုစ်၊ဘူတန်၊ဘရာဇီး၊မြန်မာ၊ကမ္ဘောဒီးယား၊အီဂျစ်၊ဂမ်ဘီယာ၊အီရန်၊အီရတ်၊ဂျော်ဒန်၊ကူဝိတ်၊လာအို၊နီပေါ၊ပါကစ္စတန်၊ရုရှား၊ဆီးရီးယားနဲ့ထိုင်းနိုင်ငံတွေပါဝင်ပါတယ်။ဒေါ်နယ်ထရန့်ရဲ့ငြင်းချင်ရေးဘောအဖွဲ့မှာပူးပေါင်းပါဝင်ဖို့နိုင်ငံတချို့ကတော့သဘောတူလက်ကြပါပြီ။ပြည်ပခါတွေကိုဖျက်ရှင်းမှုရည်ရွယ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ငြင်းချင်ရေးဘောအဖွဲ့မှာပါဝင်ဖို့ဖိတ်ကြားခံထားရပြီးအဲ့ဒါကိုလက်ခံတယ်လို့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နီတန်ယာဟုရဲ့ဝန်ကြီးချုပ်ရုံးကဇန်နဝါရီ21ရက်မှာထုတ်ပြန်ထားပါတယ်။ဝန်ကြီးချုပ်နီတန်ယာဟုကထရန့်ရဲ့ဖိတ်ကြားချက်ကိုလက်ခံလိုက်ပြီးကမ္ဘာကောင်ဆောင်တွေနဲ့ဖွဲ့စည်းမဲ့ငြင်းချမ်းရေးဘုံအဖွဲ့မှာအဖွဲ့ဝင်အနေနဲ့ပါဝင်သွားမှာပါလို့ဝန်ကြီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်ထဲဆိုထားပါတယ်။အဲ့ဒီဘုံအဖွဲ့ရဲ့အမြဲတမ်းအဖွဲ့ဝင်ဖြစ်ချင်တယ်ဆိုရင်တော့အမေရိကန်ဒေါ်လာ1ဘီလီယံထည့်ဝင်ရပါမယ်။ဘုံအဖွဲ့ရဲ့ရည်ရွယ်ချက်ကပြည်ပခါဒေတာတွေမှာတည်ငြိမ်ရေးကိုမြင့်တင်ဖို့
ယုံကြည်စိတ်ချရပြီးတရားဥပဒေစိုးမိုးတဲ့အုပ်ချုပ်ရေးကိုပြန်လည်ဖော်ဆောင်မှုနဲ့ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်မှုဆိုပြီးဖိတ်ကြားစာထဲမှာထည့်ဖော်ပြထားပါတယ်။ဘုတ်ဖွဲ့ရဲ့သဘာပတိအနေနဲ့ Trump ကိုယ်တိုင်ဆောင်ရွက်မှာဖြစ်ပြီးအမေရိကန်ကိုစားပြုအနေနဲ့လဲ Trump ကပဲတာဝန်ယူမှာပါ။အမေရိကန်ရဲ့မဟာမိတ်တွေကိုသာမကရန်ဘက်နိုင်ငံတွေကိုပါဖိတ်ကြားထားတာဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့မော်ရိုကို၊အာဂျင်တီးနား၊ဟန်ဂေရီဗီယက်နမ်နဲ့ကာဇက်စတန်အစ္စရေးတို့ကဘုတ်ဖွဲ့မှာပါမယ်လို့အကြောင်းပြန်ထားပါတယ်။အမေရိကန်ရဲ့ရေရှည်မဟာမိတ်ဖြစ်တဲ့ပြည်သက်ကတော့မပါဘူးလို့ညှင်းဆန်ထားပြီးတခြားနိုင်ငံတွေကလည်းစဉ်းစားနေကြဆဲပဲဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးဘုတ်ဖွဲ့ဟာကုလသမဂ္ဂရဲ့အခမ်းကဏ္ဍကိုတိုက်ရိုက်စိန်ခေါ်တာဒါမှမဟုတ် UN ရဲ့လှုပ်ဆောင်ချက်တချို့ကိုအစားထိုးဖို့ကြိုးပမ်းတာဖြစ်နိုင်တယ်လို့နိုင်ငံတကာလေ့လာသူတွေကတော့သုံးသပ်နေကြပါတယ်။ဒီဘုတ်ဖွဲ့ကဘယ်လိုထူးခြားချက်တွေရှိသလဲ။ UN လုံခြုံရေးကောင်စီမှာဗီတိုအာဏာတွေနဲ့ဆုံးဖြတ်ချက်တွေကြန့်ကြာနေတတ်တာကိုကြော်လွှားပြီးထရန့်ကသူကိုယ်တိုင်ဦးဆောင်မယ်။ခေါင်းဆောင်အနေငယ်နဲ့ပြည်ပခါတွေကိုဖြည့်ရှင်းခြင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ UN မှာနိုင်ငံတိုင်းကအဖွဲ့ဝင်ကြီးပေးရပေမဲ့အခုထရန့်ရဲ့ဘုတ်အဖွဲ့မှာအမြဲတမ်းအဖွဲ့ဝင်ဖြစ်ဖို့ဒေါ်လာ1ဘီလီယံပေးရမယ်ဆိုတဲ့အချက်ကထူးကြပါတယ်။ဒါဟာငြိမ်းချမ်းရေးကိုစီးပွားရေးလုပ်ငန်းတစ်ခုလို့ဒါမှမဟုတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ကင်တွယ်တဲ့သဘောမျိုးတက်ရောက်နေပါတယ်။လက်ရှိမှာ UN ရဲ့ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာအေဂျင်စီနဲ့အစ္စရေးနိုင်ငံအကြားဆက်ဆံရေးပြပြနေချိန်မှာထရန့်ကဘုတ်အဖွဲ့အောက်ကနေဂါဇာ Executive ဖုန်းနဲ့အစားထိုးပြီးဂါဇာကိုစီမံခန့်ခွဲဖို့စ조사နေတာဖြစ်ပါတယ်။ UN ဟာနိုင်ငံစုံအဖွဲ့အစည်းဖြစ်ပေမဲ့ဒီဘုတ်ဖွဲ့ကတော့ Trump ကိုယ်တိုင်သဘာပတိလုပ်ပြီးအမေရိကန်ကပဲအဓိကထိန်းချုပ်မဲ့ပုံစံမျိုးဖြစ်ပါတယ်။တရားဝင်အနေနဲ့တော့ UN ကိုအစားထိုးတဲ့အဖွဲ့လို့မကြေညာပေမဲ့လက်တွေမှာတော့ UN ကမဖြေရှင်းနိုင်တဲ့ပြည်ပခါတွေကိုဒေါ်နယ်ထရန့်ရဲ့စတိုင်နဲ့အစားထိုးဖြေရှင်းဖို့စ조사မဲ့စင်ပြိုင်အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်ပါတယ်။